Mingla ma, you need exam ma, community letter you dread nanny at the studio, and you young chair, look up with a one. Hello, who put some ID sheet, stop name, community and sheet, price margin, no sheet, stop balance. Stop balance, community letter you dread. Letter you dread the other museum sheet, no, those are nothing out the sheet. အဲ့တော့အခုဘာလုပ်မှလဲဆိုရင် community လက်ကျန်ရေးအတွက်20အောက်နေတဲ့ပစ္စည်းတွေကိုအနီအောင်ထည့်ချင်တာပါဒါဆိုရင်ဒါ conditional formatting ကိုသုံးပြီးတော့လုပ်ပြပေးသွားပါမယ်ဟုတ်ပြီအဲ့ဆိုရင်လုပ်မယ်ဆိုရင်ကျမတို့ကဒါ select လုပ်လိုက်ပါမယ် data တွေအကုန်လုံးခေါင်းစဉ်တော့မထည့်ဘူးပေါ့နော်ခေါင်းစဉ်ကိုတော့ထည့် select မလုပ်ဘူးပြီးရင် home tag က conditional formatting ကိုဖွင့်ပါမယ် new rule ကိုသွားပါမယ်အဲ့တော့ကတော့ဒီမှာ new formatting rule ပေါ်လာတဲ့အခါမှာအောက်ဆုံးက use a formula ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကဒီမှာ formula ရိုက်ထည့်လို့ရတဲ့ box လေးပေါ်လာပါမယ်ကျမတို့ကဒီမှာ stop balance က20အောက်နေတဲ့ဟာကိုအယောင်ထည့်ချင်တာပေါ့နော်အဲ့ဒါဆိုရင်ဒီ stop balance တက်ဒီမှာကစားချလိုက်ပါနော် format values ဆိုတဲ့နေရာမှာဒီ formula ရိုက်ထည့်ရမယ့်နေရာမှာကစားချလိုက်ပါပြီးရင်ဒီ stop balance ကထိပ်ဆုံးက sequence လေးကို select လုပ်လိုက်ပါသူက equal နဲ့ဒီမှာဆိုပြီးတော့ d2 ဆိုပြီးပေါ်လာပါလိမ့်မယ်နော်ဒီ dollar sign လေးတွေကကြတော့ဗာလဲဆိုရင် related cell reference တွေပါသူကကြတော့ copy good formula ကို copy ကူးတဲ့အခါမှာနေရာကျွေးမသွားအောင်လုပ်ပြရပါအဲ့တော့ကျမတို့ကကြတော့ဒီ row number 2တစ်ခွက်ထဲတွက်မှာမဟုတ်ဘူးလေဒီ2တစ်ခွက်ထဲတွက်မှာမဟုတ်ဘူးနောက်ခွက်တွေကြတော့ D3 တို့ D4 တို့ပါမှာဖြစ်တဲ့အတွက်ဒီ D2 နေရာကို dollar sign ထည့်လို့မရပါဘူးเนาะ loss ချလို့မရဘူးအဲ့အတွက် F ကိုနှိပ်ပြီးတော့ပြောင်းပါမယ်ဒီရှေ့ကိုကြတော့ loss ချပါမယ်2ကိုကြတော့မချတော့ဘူးဟုတ်ပြီဒီ stop balance ကိုသားပြည့်တဲ့ D2 ခွက်လေးကless than ရိုက်မယ်ဘယ်လောက်ထက်နည်းရင်ထည့်ချင်တာလဲဆိုတော့ကိုယ့်ရဲ့သတ်မှတ်ချက်ပေါ့နော်ကိုယ့်ရဲ့သတ်မှတ်ချက်က20ဆို20 100ဆို100ရိုက်ထည့်လိုက်ပါဒါဆိုရင်ဒါ formula ကိုသတ်မှတ်ပြီးသွားပြီအယောင်ချဲဖို့ရွေးရပါမယ်အယောင်ချဲဖို့ရွေးမယ်ဆိုရင်တော့ format ကိုနှိပ်လိုက်ပါပြီးရင်ဒီလိုပေါ့နော် number တက်တွေပါဖြစ်နေပါအောင်နှိပ်မယ်ဆိုရင် fail ကိုနှိပ်လိုက်ပြီးတော့မှဒီပေါ်လာတဲ့အယောင်တွေကမှာကိုကြိုက်တာကိုရွေးလိုက်ဒီမှာအနီရောင်လေးရွေးလိုက်ပါမယ် okay ကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်လည်း okay ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျမတို့ကဒီပေါ့နော် stop balance 20အောင်နေတဲ့လက်တက်20အောင်နေတဲ့ပစ္စည်းတွေကိုအလိုအလျောက်အနီရောင်ချဲပြီးသားဖြစ်သွားပါတယ်ဒါဆိုရင်လက်တက်နေတဲ့ပစ္စည်းတွေကို order ထပ်တင်လို့ရပြီပေါ့နော်အနီရောင်ချဲထားတဲ့ပစ္စည်းတွေကို order ထပ်တင်လို့ရပါတယ်အဲ့ဒါကျမတို့ကဒီမှာတစ်ချက်စမ်းကြည့်ရအောင်ဒီမှာ15ပေါ့နော်သူ့ကိုလက်တက်20အထက်လုံးလိုက်မယ်ဆိုရင်အနီရောင်ချဲအောင်မှလားဆိုစမ်းကြည့်ပါမယ်ဒီမှာ30ရိုက်ထည့်လိုက်မယ် enter ခေါက်လိုက်မယ်ဒါဆိုလက်တက်ကတော့20အောင်မနေတော့တဲ့အတွက်မှာဖြစ်သွားလဲဆိုရင်အနီရောင်ကအလိုအလျောက်ဖြစ်သွားပါမယ်